မင်္ဂလာပါရှင်စတာပနာလီမိတက်မှကြိုဆိုပါရစေကျွန်မကတော့စတာပနာလီမိတက်ဈေးကွက်ဌာနရဲ့အသင်းတော်ဝန်ဆောင်မှုပိုင်းမှာတာဝန်ယူထားရတဲ့မဆန်ကလီယာကိုပဲဖြစ်ပါရရှင်ကျွန်မကိုရောက်ရှိနေတာကတော့တိုက်ကြီးမြို့နယ်တာကွာအုပ်စုအင်းရကြီးကျွော်မှာရှိတဲ့မတ်နွယ်နွယ်စာရဲ့ငုံမွေးမြူရေးခြံကိုရောက်ရှိနေတာဖြစ်ပါရရှင်ယခုကျွန်မနဲ့အတူငုံမွေးမြူရေးခြံကိုလေ့လာကြည့်ကြဖို့ဖိတ်ခေါ်ပါရရှင်အမမင်္ဂလာပါ မင်္ဂလာပါဆရာမလေး ဟုတ်ကဲ့အမရဲ့နာမည်နဲ့အခုလက်ရှိလောက်ကိုင်လေးကိုမိတ်ဆက်ပေးပါအောင်ရှင် ကျမနာမည်ကတော့ဒေါ်နွယ်နွယ်သားပါငုံမွေးမြူလိုက်ပါတယ်တိုက်ကြီးမြို့နယ်အင်းရကြီးရွာမှာနေပြီးတော့ဗောနော် ဟုတ်ကဲ့ပါအမညီမတို့စထာပနာကိုဘယ်ကနေစပြီးတော့သိရှိပြီးတော့ဘာကြောင့်ညီမတို့စထာပနာမှာငွေထုတ်ဖြစ်သွားလဲဆိုတာလေးလည်းရှင်းပြပေးပါအောင်နော် ကျမတို့ရွာလူကြီးဗောနော်သူကနေတဆင့်ပြောလို့ချင်းငွေထုတ်ပြသွားတာပါဟုတ် ဟုတ်ကဲ့ပါအမစထာပနာမှာရောချင်းငွေထုတ်လာတာဘယ်နှစ်လောက်ရှိနေပြီလဲမသိဘူးရှင် ရှင်းနေဝင်ချင်းလောက်တော့ရှိပြီ ဟုတ်ကဲ့ပါအမချင်းငွေအမောင့်လေးရောဘယ်လောက်ထိထုတ်ထားလဲမသိဘူးရှင် 340ထုတ်ထားပါတယ် ဟုတ်ကဲ့ပါအမဟုတ်ညီမတို့စထာပနာရဲ့ချင်းငွေကရောအမတို့ရဲ့လုပ်ငန်းအတွက်ဘယ်လိုမျိုးအထောက်အကူတွေဖြစ်စီလဲမသိဘူးနော်အမ ကျမတို့အစားဒီဘာဝယ်တဲ့ခါကျတော့3အောင်ဆိုပြီးတော့ထုတ်တာအဆင်ပြေပါတယ်ထောက်ကူလည်းဖြစ်တယ်ပေါ့နော်ဟုတ် ဟုတ်ကဲ့ပါအမဟုတ်အမရဲ့ဒီလုပ်ငန်းအကြောင်းလေးကိုလည်းအနည်းငယ်လောက်ပေါ့နော်ညီမတို့ရှင်းပြပေးပါအောင်ရှင် ကျမတို့ငုံမွေးတာတော့ဒီမိသားစုပဲလုပ်တယ်ပေါ့နော်အဲ့ဒါဆိုအစာထဲရေထဲဥကောက်ညာဘက်ဆိုဥကောက်ရတယ်သူက300တခါဆိုရင်ရန်ကုန်ကထိုင်ရလာသိမ့်ပြီးတယ်ပေါ့ ဟုတ်ကဲ့အမဟုတ်အဲ့ဒါဆိုရင်လေအမဒီငုံနေလေအများကြီးတွေ့တော့လေအမအကောင်ရေရောဘယ်လောက်လောက်မွေးထားလဲမသိဘူးနော် အကောင်1000ဝဲမွေးထားတယ် အော်ဟုတ်ကဲ့ပါအမဟုတ်အမတို့စထာပနာအတွက်လည်းအမတ်တရားဆုတောင်းစကားလေးပါပေးပါအောင်နော်အမ သာသာပနာကိုအများကြီးကျေးဇူးတင်ပါတယ်လို့အလုံးလုံးကမှအားလုံးစင်ပြေတဲ့အတွက်အလုံးငန်းကန်ငန်းမှာငွေကြီးအားလုံးစင်ပြေတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ ဟုတ်ကဲ့ပါအမညီမတို့စထာပနာအနေနဲ့လည်းအမရဲ့ငုံမွေးမြူရေးလုပ်ငန်းကြီးဒီထက်မှကအောင်မြင်တိုးတက်ပါစေလို့ဆုတောင်းပေးပါတယ်နော်အမဟုတ်ကဲ့ကျေးဇူးပါဟုတ်